没所以，你这面办的吃老边。没包呀，没包。拉古木脚，会不会多呀？给吧呗，今天嘛拉对你压的嘞。好吧嘿，都木呀。都啊你阿嘞，老了没哩？哎哩，ဒီလိုပညာမဲ့အစုပ်ပလုတ်တွေဘယ်အလုပ်ရှိပါမလဲသူကဘွဲရပြီးသားတယ်ဘယ်သူကပြောလဲသူကပြောတာပဲလေငါမယုံငါမရမေးကြည့်ဆိုတာမျိုးလားဒီလိုပုံပန်းမျိုးကလေဘွဲရပညာတတ်မဖြစ်နိုင်ဘူးဗျဘာနေစမ်းမအောင်ကျုပ်ပုံပန်းကဘွဲရပညာတတ်မဖြစ်နိုင်ဘူးဆိုတော့ဘွဲရတယောက်ဟာဘယ်လိုပုံပန်းတရံရှိရမယ်လို့နိုင်ငံတကာပညာရေးကောင်စီကထုလုပ်ထားတဲ့ဗဟုရုပ်များရှိပါသလားဟုတ်ကျုပ်ကိုပညာမဲ့လို့ပြောအောင်ဘာအတောက်ထားနဲ့ပြောတာလဲဒါမဲ့ပညာတတ်တယောက်ဟာအဝတ်အစားပြောင်ပြောင်ရောင်ရောင်တော့ဝေးရမှာပေါ့ဗျအဝတ်အစားပြောင်ပြောင်ရောင်ရောင်ဝတ်တိုင်းမှာပညာတတ်လို့သတ်မှတ်ရမယ်ဆိုရင်ဒီခေတ်မှာမောင်ခိုချနေတဲ့လူတွေကဘိတကအိုးကွဲကုန်တော့ပေါ့အဝတ်အစားကိုဘေးချိလိုက်စမ်းပါချိလိုက်ပါပြီဒါမဲ့ခမည်းအပြုတ်အမှုကအောက်တန်းကြလို့ပြောတာသူများချစ်သူနှစ်ဦးလွတ်လွတ်လပ်လပ်နေတဲ့နေရာခမည်းဘာလို့လာနှောက်ရှက်ဟုတ်တယ်ရှင်ကတမင်လိုက်နှောက်ရှက်တာတော့လွန်လွန်းနေရှင်ဒီမှာဗျဘိုးချုပ်ပန်းညံဆိုတာကကာယညာနာလုတ်သားတွေနဲ့သူတို့သားသမီးတွေစိတ်တကာယအပန်းဖြေဖို့ထားတဲ့နေရာဘာဖြစ်တွဲတွေထင်နိုင်ကျဲဘူးဘယ်မျိုးတော်ဝင်ကတတ်မှတ်ထားတယ်ဟင်ရှင်ကဲအလို့အတွက်စိတ်အပင်ပန်းလာဖြေတဲ့ကျုပ်နဲ့ဟိုကြောင်ရှာဒီကြောင်ရှာဘာလာညာလာပေါ့လေအဲ့ဒီလိုလူမျိုးတွေနဲ့ဘယ်သူကအောက်တန်းကြတယ်ဆိုတာမြမအတန်ကတဆင့်တိုင်းပြည်ကိုမေးမလားပြောလေဟာလေစောကားလေတော်တော်လူဘောရတယ်ငါတဲလာလေမိမသားဆိုလက်ဝါယောက်ျားကြီးဆိုလက်သီးဆန်းဖေဖေပြင်သွားတယ်ခုမှတော့မထူတော့ပါဘူးကူလေးရဲ့ဆန်းကိုတခါတည်းခေါ်သွားပါတော့နော်ကိုလေးစိတ်မကောင်းဘာဖြစ်လို့ဒီစကားတွေပြောနေရတယ်လဲဆန်းရဲ့ကိုလေးတို့ညီကိုနှစ်ယောက်ရဲ့ထမင်းဦးဟာဆန်းအဖေရဲ့လှုပ်ပါဩမောင်ကိုလေးတော့ရောက်နေမှာဟုတ်ကဲ့ဦးမာတယ်ဆိုလို့လာတာပါဒီကနေမှကျွန်တော်ပွဲရုံကိုသွားပါမယ်မင်းပွဲရုံကိုသွားကြမလို့တော့ဘူးကွာခင်ဗျာဟုတ်ကျွန်တော်ဘာပြစ်ရှိလို့မင်းမနေနာအောင်ရော့3လကလက်ဆောင်ဝေးဗျာတမီမောင်ကိုလေးထွက်ခွာရတဲ့အိမ်ငကားကိုပိတ်လိုက်ဖေဖေနားရုံမေးစိတ်မကောင်းပါဘူးကိုလေးရဲ့ကိစ္စမရှိပါဘူးဆန်းဒါဓမ္မတာပါပရိသေရိခေတုံးကဘရင်သမီးတော်နဲ့ချစ်ကျိုးတွေ့မိတဲ့သူစင်းဟာကိုမြက်ခံရတတ်ပါတယ်ဒီခေတ်မှာတော့အလို့ရှင်သမီးနဲ့မြစ်တာမျှမိတော့ထမင်းမှောက်တာပေါ့ဆန်းရဲ့နောင်ဆန်းအချစ်တော်နဲ့စိတ်မစင်ရဲခြင်းဂုံရီတူရှာချစ်ပြီးတော့ဆန်းလုတ်ပြုတ်သွားပြီဟုတ်လားဟုတ်တယ်ကိုကြီးကဲငါကြပြီပေါ့ကွာငါမပြေးသားအောင်နာဘာလုံးမှမရှိဘူးဆိုတာမင်းမသိဘူးလားနေစမ်းမအောင်အလုတ်ပြုတ်အောင်မင်းကဘာအပြစ်ကျူးလွန်လို့လဲငါ့ကိုမှန်မှန်ပြောစမ်းအလုတ်ရှင်သမီးနဲ့ချစ်မိတဲ့အပြစ်ပဲကျွန်တော်မှရှိပါတယ်ကိုကြီးရဲ့ဟမ်ဒါအပြစ်လားကွာဒါအပြစ်လားအဲ့ဒါအပြစ်မဟုတ်ဘူးအချစ်ကိုအပြစ်လို့ပြီး तू ဖြုတ်ချင်နိုင်ဖြုတ်လို့ရမလားဟဲ့ကောင်မင်းအလုတ်ရှင်နဲ့ငါသွားတွေ့မယ်ဟာနေပါစေကိုကြီးရဲ့ကျွန်တော်ဖာသာတခြားမှာအလုတ်ရှာပါမယ်အောင်မမင်းအလုတ်ရှာတာလွယ်တယ်အောင်မေလို့လားဟမ်အလုတ်ရှာတာလွယ်တယ်အောင်မေလို့လားမင်းတခြားလူကိုမကြည့်နဲ့ငါ့ကိုကြည့်ဝက်လက်မှတ်ကြီးကိုင်းပြီးတော့အလုတ်မျိုးရှောက်ထိုင်လိုက်ရတဲ့အင်တာဗျူးထိုင်ရလုံးအားကြီးလို့လူတောင်ကလထိုင်ပုံပေါက်နေပြီဘယ်မှာအလုတ်ကရလို့လဲဒီမှာကိုလေးဗျာ
မင်းဘာမှငါ့ကိုတားမနေနဲ့မင်းအလုပ်ရှင်နဲ့ငါကိုယ်တိုင်တွေ့ရမယ်ဒီကိစ္စငုံခမ်းနေလို့မဖြစ်ဘူးအပေါ်ရန်တကိုးထက်ပြီးမတော်လှန်မတိုးတက်တဲ့မင်းရဲ့အလုပ်ရှင်ကိုသွေးတစ်စက်နဲ့တစ်စက္ကန့်ကြံတဲ့အထိတိုက်ယူရမယ်ဒီအတိုင်းကြည့်နေလို့မဖြစ်ဘူးကွာအဲ့ခါနဲ့မလဲလူတယောက်မှမရှိပါလားဒီကလာထိုင်မောင်ထိုင်ဆောင်နေမှာပဲ